ကာမရာစီယိုဟာအနာသာဂိမ်းနဲ့ရင်ဆိုင်တက်ခတ်နေတော့မှာပဲဒုတိယမြောက်စီယိုတယောက်ကသူတို့ရှေ့မှာပေါ်လာခဲ့ပါတယ်။ဘာတွေမှဖြစ်ပျက်ကုန်ကြရလဲ။တမိုင်းမတန်တွေကိုကြော်လွန်သွားတဲ့အဖြစ်အပျက်တစ်ခုကျွန်တော်လုံးဝထင်မထားခဲ့မိပါဘူးလို့ Woods ကအစပြောလိုက်ပါတယ်။ဒုတိယမြောက်စီယိုဟာတကယ်တော့3ရက်တာအနာဂတ်ကနေရောက်လာတဲ့ဆိုကိုဖြစ်နေကြောင်းပြောလိုက်ပါတယ်။လက်ရှိဆိုကိုခင်ဗျာသူ့ရှေ့မှာနောက်ထပ်သူတယောက်ရောက်နေတာမို့လို့ကြောင်အန်းဖြစ်နေရရှာပါတယ်။စုကူယိုမီကတော့ future ဆိုဝယ်လွှဲတဲ့ကြောင်စစ်စိုးနေပြီးတော့ဒီလိုအချိန်ကာလကိုရှော့ပြအောင်လုပ်တာဟာချိန်စီးစမှုကိုထိခိုက်စေပြီးဆိုကိုပါပြောက်ကွယ်သွားစေနိုင်တယ်လို့သတိပေးပါတယ်။ဒါပေမဲ့ future ဆိုကိုကတော့သူ့ကိုယ်သူပြောက်ကွယ်သွားရမယ်ဆိုရင်တော့မှအမားတွေကိုပြင်ဆင်ဖို့နဲ့ဟန်ဟိန်တော်ထဲမှာပိတ်မိနေတဲ့ GS ကိုကယ်တင်ဖို့အတွက်သူကိုယ်တိုင်နေရာခွဲပြီးရှိနေဖို့လိုအပ်တာကြောင့်အခုလိုလာခဲ့ရတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အိမ်ပြန်ရောက်တော့ဦးလေးဖြစ်သူဂျူနီချီရိုရှိမှာဆိုကိုနေရာအပြန်ရုံနှုတ်ဆက်မိလို့တည်တည်လေးလွတ်သွားခဲ့ရပါသေးတယ်။စုကူယိုမီနဲ့ Woods ကဆိုကိုနေရာကိုခွဲခြားလွယ်အောင်လို့အင်ကြီးဖြိုဝဲလက်ရှိဆိုကိုနဲ့အင်ကြီးအပြဝဲ300ကြာဆိုကိုဆိုပြီးနာမည်ကပ်ပေးလိုက်ကြပါတယ်။ GS ကိုကယ်ဖို့ကိစ္စမှာ Woods ကသဘောမတူပေမဲ့ဆိုကိုနေရာစလုံးကတော့တကယ်ချင်းကိုမဖြစ်မနေကြရမယ်လို့ဆုံးဖြတ်ထားကြပါတယ်။တစ်ဖက်မှာလည်းဟန်ဟင်းတော်ရောက်ရှိနေတဲ့ GS ကဖောက်ဖောက်ရှာများဖြစ်နေပြီးကမရာဒါဘာရောခိုင်တိုကွန်မန်နဲ့တွေ့ဆောင်ကစစ်တပ်စစ်ဆေးခံနေရပါတယ်။ GS ကသူ့ကန်တမာကိုပြောင်းလဲခြင်းနဲ့ဆိုရင်သူ့ခွန်အားကိုတုတ်ရပြရမယ်လို့ခိုင်တိုကဆင်ခေါ်လိုက်ပါတယ်။လက်တွေ့ကဘာမှာတော့ပြစ်စုံပန်ဆိုကိုဟာတတိတဲ့ပုံစံဖန်ထားတဲ့ခိုတာစီကနေ Game Rush ကိုရလိုက်ပေမဲ့ရုပ်ပြဆိုသလို Time စကားတရားဖြစ်တဲ့ Swass ရောက်လာပြီးအထင်ကိုရက်တက်ငါ Rush ကိုလူလူတော့ပါရယ်။ Swass ဟာဆိုကိုရဲ့အစီအစဉ်ကို Woods ကနေကြိုတိထားပြီးသားဖြစ်လို့ Game Rush ကိုဟန်ဟင်းတော်ရပြစ်ထားလိုက်ပါတယ်။ဒါပေမဲ့ဒီနေရာမှာ plot twist တစ်ခုကအနာဂတ်ဆိုကိုဟာဒီလိုဖြစ်လာမယ်ဆိုတာကိုကြိုသိပြီးသားပါ။သူက Game Watch ကို Swass လူယူပြီးတော့ဟန်ဟင်းနဲ့ပြစ်ထလိုက်မှသာခိုဒါမဆက်အိုလေးက Watchner ကိုလိုက်ရင် GS ရဲ့နေရာကိုရှာရွေးနေမှာမို့လို့တမင်လူခံလိုက်တာပဲဖြစ်ပါတယ်။ဟန်ဟင်းနဲ့မှာတော့ GS တယောက်ခိုင်တိုရဲ့စကားတွေကြောင့်သတိဝင်လာပြီးကိုယ်ကကြမှာကိုကိုယ်တိုင်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ခိုဒါမလေးစီကနေ Game Watch ကိုရလာတဲ့ GS ဟာ Byte Rush ကိုအသုံးပြုပြီးအာဂါသအကွဲကြောင့်ကိုအရှိန်နဲ့ဖြတ်ကျော်ကလက်တွေကပါစီကိုပြန်လည်ရောက်ရှိလာနိုင်ခဲ့ပါတယ်။ပြစ်စုံပန်ဆိုကိုနဲ့အနာဂတ်ဆိုကိုတို့ဟာ2013နဲ့2018ခုနှစ်အချိန်ကာလနှစ်ခုလုံးမှာရှိတဲ့အနာသာဂိမ်းတွေကိုဒီပိုင်းနဲ့တဲ့ဂိမ်းအမာတွေဝတ်ဆင်ပြီးတော့အပြတ်သက်ချိန်မောင်းလိုက်ကြပါတယ်။ခိုဒါ Man of the Beginning ကလည်းဆိုကိုရဲ့တငယ်ချင်းပေါ်ထားတဲ့စိတ်ထားကိုသဘောကျပြီးသူ့ကဘာသူပြန်သွားခဲ့ပါတယ်။ GS တယောက်အိမ်ပြန်မလာတော့ဘူးလို့ထင်ရပေမဲ့ဦးလေးကြီးမာနာကြက်တော်တွေကိုဝယ်ပြီးပြောင်းလာခဲ့ပါတယ်။ဘာသာကတော့ဆိုကိုအတိမမပြုတ်ဘူးတချိန်ကျရင်တက်မှာလို့ပြောနေပေမဲ့တကယ်တော့တကယ်ချင်းတရားစင်တွက်နေပြီဆိုတာသိတာနေပါတယ်။ဒါပေမဲ့ Woods ရဲ့စာအုပ်ထက်ကစာသားတွေပြောင်းလဲသွားပါတယ်။ပုံမှန်ဆိုရင်ဆိုကိုရဲ့လမ်းကြောင်းမှာအနောက်ရှက်မဖြစ်တဲ့ GS ဟာအခုချိန်မှာတော့ Oma Event Calendar ထဲမှာပေါင်ရင်ပတ်သက်လာပြီမို့လို့တမိုင်းကြောင်းတွေစတင်ပြောင်းလဲလာပြီဆိုတာကို Woods ကသတိထားမိသွားပါတယ်။ Credit ပြီးရနောက်မှာတော့ဖျားကြောင်းတစ်ခုမှပြေးလွှားနေရင်အသက်ကိုလောင်ကျွမ်းစီမဲ့ဟေးဆိုတဲ့ဆောင်းမုန်းနဲ့အတူနောက်ထပ်ပေါ်လာမဲ့ Legion Rider ကတော့ Takiro Tanguchi Kamen Rider Ghost ပဲဖြစ်ပါတော့တယ်။